speaker ကို design လေးမရမယ်ပေါ့ပေါ့ပါလေးရှိရမယ် Redmi ကထုတ်ထားတဲ့8000တန်း speaker လေးပါအတန်အတွက်ဘယ်လိုနေမလဲစမ်းကြည့်ရအောင်သူ့ရဲ့ design က compact ဖြစ်တယ်4000 design လေးလုပ်ပေးထားတယ်ပြီးတော့သူ့ရဲ့ body ကို soft rubber သားနဲ့လုပ်ပေးထားပြီးတော့ချိတ်လို့ရတဲ့ green လေးကိုတစ်ဆက်ချင်းလုပ်ပေးထားတာလေးကမိုက်ပါတယ်ပြီးတော့ outdoor portable speaker ဖြစ်တဲ့အတွက်ကြောင့် IP67 လက်ဆန် waterproof ပါတော့ processor ရေးစင်တာလောက်ကတော့ easy ပါပဲအားသွင်းတာကိုတော့တိုက်စီနဲ့တွင်းရပါမယ် battery life ကတော့ volume 50% နဲ့များထားရင်9နာရီဝန်းကျင်လောက်ကြီးအားခံလို့ပြောထားပါတယ် full speaker အမျိုးအစားဆိုတော့ size ပေးပြီးနဲ့ bass တန်ကောင်းတယ်အတန်အတွက်လည်းမဆိုးဆိုတော့အတန် quality နောက်ထပ်မိုက်တာကဒီ speaker နှလုံးကိုခြေပြီးတော့ studio speaker set ဖြစ်သုံးလို့ရပါတယ်အဲ့တော့တစ်လုံးကဘယ်တန်းတစ်လုံးကညာတန်းထပ်ပြီးတော့ studio set ပိုကောင်းလာမှာပါအဲ့တော့အတန် quality တောင်းပြီးတော့ design လေးလှတဲ့ဒီ Redmi speaker လေးကိုလိုချင်နေဆိုရင်ချက်ပေါက်မှာ line လိုက်ပါခင်ဗျာဒီလိုလေးကတော့အပြောင်းလဲရှင်းနေပါတယ်